Hello everyone, my name is Sam. This video about storm safety in Cove. I will speak in Burmese. Alome Mingalaba. Aku dini timpia me achang yakaro Australia Red Cross ne New South Wales ayepo when samu mya thama October 27 ရက်နေ့ကထုတ်ပြန်ထားသောအကြောင်းအရာများဖြစ်ပါတယ်။ပြီးခဲ့သောအပတ်အောက်တိုဘာလ20ရက်နေ့ကကျမတို့ခုပ်စာဘာ area မှာပြင်းထန်သောမိုးသီးများကျခဲ့ခြင်းရှိပါတယ်။၎င်း area များဖြစ်သော Tomina Bombay East စောတိုစာရီနေရာများတွင်မိုးတဲထန်စွာရာသွန်းခြင်းမိုးသီးများကျခြင်းနဲ့ရေကြီးခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။ရေကြီးခြင်းနဲ့လေပြင်းမုန်တိုင်းကျရောက်ခြင်းအကြောင်းအရာများနဲ့အကူအညီများကို SESP နဲ့အရေးပေါ်ဝန်ဆောင်မှုများထံမှအကူအညီပေးနေပါတယ်။အကူအညီတောင်းခံလို့ရပါတယ်။၎င်းနောက်သတင်းအချက်အလက်များနဲ့အကူအညီတောင်းခံနိုင်ရန် Recover Information Center ကိုလည်း Tomina မှာဖွင့်လှစ်ထားပါတယ်။ Tomina မှာရှိကြောင်းပြောပြလိုပါတယ်။လေပြင်းမုန်တိုင်းမကျရောက်မီပြင်ဆင်ထားရမည့်အချက်များတင်းရဲ့မိသားစုကလေးမိမိကလေးများအပါဝင်အိမ်မွေးတိရစ္ဆာန်များကိုအိမ်ထဲတွင်သွင်းထားရပါမည်အိမ်ထဲတွင်နေရမည်ဖြစ်ပါသည်၎င်းနောက်တင်းရဲ့ကားကိုအမိုးပါသောကားထားသည့်နေရာများတွင်ထားရမည်ဖြစ်ပါသည်လေထဲတွင်လွန်ထက်တတ်သောပစ္စည်းများကိုတင်းအိမ်ပတ်ဝန်းကျင်တွင်မရှိအောင်ရှင်းပစ်ထားရပါမည်တင်းရဲ့အိမ်နီးနားများကိုလေပြင်းမုန်တိုင်းကြာရောက်မိအကြောင်းအသိပေးရန်လိုအပ်ပါသည်ရာသီဥတုနှင့်မိုးလေဝသကြော်ညာချက်များကိုနားထောင်ပေးပါ၎င်းနောက်ရာသီဥတုနှင့်မိုးလေဝသကြော်ညာချက်များကို BOM နဲ့ New South Wales SES Facebook မှာတဆင့်သိရှိနိုင်ပါတယ်လေ့လာနိုင်ပါတယ်လေပြင်းမုန်တိုင်းအပြီးတွင်လိုက်နာရမယ့်အချက်များကိုပြောပြသွားမှာဖြစ်ပါတယ်လေပြင်းမုန်တိုင်းအပြီးတွင်လေလွှမ်းမိုးသောနေရာများတွင်ကားမမောင်းပါနဲ့အရေးပေါ်ကားများအတွက်ကားလမ်းလွယ်ကူစွာသွားလာနိုင်ရန်လမ်းဖယ်ပေးရမှာဖြစ်ပါတယ်အကယ်၍သည့်အိမ်ထဲတွင်ရေဝင်လာပါက SESP နဲ့အရေးပေါ်ဝန်ဆောင်မှုပေးသော132-500ဖုန်းနံပါတ်ကိုခေါ်ပြီးတော့အကူအညီတောင်းနိုင်ပါတယ်၎င်းဝန်ဆောင်မှုအသင်းများကတည်အိမ်ထဲတွင်ရေမဝင်လာအောင်ဝန်ဆောင်မှုများပြုလုပ်ပေးမှာဖြစ်ပါတယ်သို့တော့ပစ္စည်းသွားသောအိမ်ကိုပြင်ဆင်ပေးမည်မဟုတ်ပါမချက်ဝန်ဆောင်မှုများအတွက်တင်ငွေကြေးပေးစရာမလိုပါအခမဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်အကယ်၍တင်ကအိမ်ငါးနေသူဖြစ်ပါကပစ္စည်းသွားသောနေရာများကိုပြုပြင်ပေးရန်အင်္ဂါယုံသို့မဟုတ်အိမ်ရှင်များထံအကြောင်းကြားရမှာဖြစ်ပါတယ်အထက်ပါအကြောင်းအရာများတင့်အတွက်မပြည့်စုံပါကကျေးဇူးပြုပြီးတော့စစ်သွဲမေးမြန်းပေးပါအခုလိုနာဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်